Namo Tata Bhagavato Arahato Sama Sambuddhasa Buddha Nam Siwitata Nateka Kinasi Aundarayo Katung Tatami Hotu Adita De Buddha Bhagavato Abadihadanyanam Anagata De Buddha Bhagavato Abadihadanyanam Yiso Banade Buddha Bhagavato Abadihadanyanam Imehi Tihi Damehi Tamanagatata Buddha Bhagavato Bhavan Kaya Kamanyana Bhubekamanyana Nubari Wodam Bhavan Wazi Kamanyana Bhubekamanyana Nubari Wodam Bhavan Mano Kamanyana Bhubekamanyana Nubari Wodam Imehi Sahi Damehi Tamanagatata Buddha Bhagavato Nati Sandata Hani Nati Dhamati Dhanaya Hani Nati Viriyata Hani Nati Vipadanaya Hani Nati Tamadikta Hani Nati Vimodiya Hani Imehi Dwaratahi Dhamehi Tamanagatata Buddha Bhagavato Nati Dawa Nati Rawa Nati Afudam Nati Vegayitadam Nati Abhyawadamano Nati Abadi Thinkharu Bikha Imehi Atharadahi Dhamehi Tammanagatata Buddha Bhagavato Namo Tattana Sammasambuddhana Nati Tathagata Gaya Dusaritam Nati Tathagata Vasi Dusaritam Nati Tathagata Mano Dusaritam Nati Aditam De Buddha Bhagavato Patihadanyanam Nati Anagata De Buddha Bhagavato Patihadanyanam Nati Pisopanande Buddha Bhagavato Patihadanyanam Nati Tavankaya Kamanyana Bhubekamanyana Nanubari Wodam Nati Tavanwasi Kamanyana Bhubekamanyana Nanubari Wodam Nati Tavamano Kamanyana Bhubekamanyana Nanubari Wodam Imam Dharana Midam Adamam Tava Tattana Dana Linam Tandara Bhayavidanam Ekam Mahadesa Imam Ananda Dharana Paridam Dharehi Vasehi Bhatibhosahi Tata Kaye Vidam Nagameya Urage Nalegeya Egina Deheya Nana Vaya Wikona Eka Harago Na Duharago Na Diharago Na Zadu Harago Na Omadagam Na Mulagam Manudehi Amanudehi Na Hilaga Dang Dharana Paridam Yathagatamam Zalo Mahazalo Zalidi Mahazalidi Boge Aboge Tambadi Mahazambadi Utingami Tamingalam Imanko Banananda Dharana Paridam Tata Tatadi Tamazamura Godihi Vadidam Woode Awode Ganawe Aganawe No me no me Dewe Adewe Kaye Akaye Dharani Adarani Eili Meili Daily Meili Yoruke Mahayoruke Udingami Tamingalam Imanko Banananda Dharana Paridam Nawana Udia Tammatambuddha Koti Hivadi Dam Dejila Tandila
မန္တိလာရောဂီလာခရလာဒုဝီလာဧတေနာသစ္စာဝေဇေနာသုတိမေဟောတုသဗ္ဗရာဘုရားနာဖယားရှင်တို့ဤဇီဝိတတအသက်တော်ဤအန္တရာယောအန္တရာကိုကိနစီတစုံတယောက်သောသူသည်ကာတုံးပြည့်စည်အောင်ပြုခြင်းငါနာတက်ကယထာမတတ်နိုင်တဲ့ကဲ့သို့တထာထို့တူမင်းငါဤအန္တရာယောအန္တရာကိုကိနစီတစုံတယောက်သောသူသည်ကာတုံးပြည့်စည်အောင်ပြုခြင်းငါနတ်တက်ကမတတ်ကောင်းသည်ဟောတုဖြစ်ပါစေတည်းဘုရားနာဖယားရှင်တို့ဤဇီဝိတတအသက်တော်ဤအန္တရာယောအန္တရာကိုကိနစီတစုံတယောက်သောသူသည်ကာတုံးပြည့်စည်အောင်ပြုခြင်းငါနတ်တက်ကယထာမတတ်နိုင်တဲ့ကဲ့သို့တထာထို့အတူတုံးမကံသင်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ဤအန္တရာယောအန္တရာကိုကိနစီတစုံတယောက်သောသူသည်ကာတုံးပြည့်စည်အောင်ပြုခြင်းငါနတ်တက်ကမတတ်ကောင်းသည်ဟောတုဖြစ်ပါစေတည်းဘဂဝါတော်ဘုံတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသမြတ်စွာဘုရား၏အတ္တိတံသေအတ္တယဖို့၌အပတိဟတံစီတာဆိုပိတ်တွန့်လေခြင်းမရှိသောဉာဏ်ဉာဏ်တော်၎င်းဘဂဝါတော်ဘုံတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသမြတ်စွာဘုရား၏အနာဂတံသေအနာဂဖို့၌အပတိဟတံစီတာဆိုပိတွန့်လေခြင်းမရှိသောဉာဏ်ဉာဏ်တော်၎င်းဘဂဝါတော်ဘုံတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသမြတ်စွာဘုရား၏ယေစုပန္နတေယေစုပမဖို့၌အပတိဟတံစီတာဆိုပိတွန့်လေခြင်းမရှိသောဉာဏ်ဉာဏ်တော်၎င်းဒီဟိသုံးပါးကုန်သောဣမေဓမေဟိဤကျေးဇူးတော်ဂုဏ်တော်တို့နှင့်သမ္မာနာဂတ္တပြည့်စုံတော်မူသောဘဂဝါတော်ဘုန်းတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓတမြတ်စွာဘုရား၏ညာနာပုပ္ပင်ကမံညာတော်လျင်ရှိသောရှိသောညာနာနုပရိဝတ္တညာတော်သို့အစဉ်လိုက်သောသာဘာအလုံးစုံသောကာယကမ္မကာယကံ၎င်းညာနာပုပ္ပင်ကမညာတော်လျင်ရှိသောရှိသောညာနာနုပရိဝတ္တညာတော်သို့အစဉ်လိုက်သောသဗ္ဗံအလုံးစုံသောဝစီကမ္မဝစီကံ၎င်းညာနာပုပ္ပင်ကမညာတော်လျင်ရှိသောရှိသောညာနာနုပရိဝတ္တညာတော်သို့အစဉ်လိုက်သောသဗ္ဗံအလုံးစုံသောမနောကမ္မမနောကံ၎င်းစာဟိ6ပါးကုန်သောဣမေဓမေဟိဤကုံကျေးဇူးတော်တို့နှင့်သမ္မာနာဂတ္တပြည့်စုံတော်မူသောဘဂဝါတော်ဘုံတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသမြတ်စွာဘုရားအားသန္တတသန္တတော်ဤဟာနိရုပ်လျော်ခြင်းသည်နတ္ထိမရှိဓမ္မဒေသနာယတရားဟောခြင်း၌ဟာနိရုပ်လျော်ခြင်းသည်နတ္ထိမရှိဝိရိယသာဝိရိယတို့ဤဟာနိရုပ်လျော့ခြင်းသည်နတ္ထိမရှိဝိပဿနာယဝိပဿနာဉာဏ်တော်ဤဟာနိရုပ်လျော့ခြင်းသည်နတ္ထိမရှိသမာရိတသမာရိတို့ဤဟာနိရုပ်လျော့ခြင်းသည်နတ္ထိမရှိဝိမု ക്തി ယအရဟတဖို့ချောင်းသာဤဟာနိရုပ်လျော့ခြင်းသည်နတ္ထိမရှိဒွါရသဟိ12ပါးကုန်သောဣမေဓမေဟိဤကုံကျေးဇူးတော်တို့နှင့်သမ္မာနာဂတ္တပြည့်စုံတော်မူသောဘဂဝါတော်ဘုန်းတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓတမြတ်စွာဘုရားအားတဝါယေမြူးခြင်းသည်နတ္ထိမရှိရဝါအချုအချောပြောဆိုခြင်းသည်နတ္ထိမရှိအဘုဒ္ဓဉာဏ်တော်ဖြင့်မတွေ့ထီသောတရားသည်နတ္ထိမရှိဝေဂာယိတတဉာဏ်တော်နှင့်မဆင်ခြင်မဲ့အစောတလျင်ပြုမိခြင်း၏အဖြစ်သည်နတ္ထိမရှိ
အဗျာဝတ္တမနောကြောင့်ညာမဲ့သောနှလုံးတော်သည်နတ္ထိမရှိအပတိသင်္ခါရုပိခအစင်ရင်ကင်း၍ဥပေက္ခရှုခြင်းသည်နတ္ထိမရှိအထာရတဟိ18ပါးကုန်သောဣမေဟိဓမ္မေဟိဤကုံကျေးဇူးတော်တို့နှင့်တမနာကတ္တပြည့်စုံတော်မူသောဘဂဝတောဘုံတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓမြတ်စွာဘုရားအားနမောရှိခိုးပါ၏တတ္တနံခုနစုကုံသောသမ္မာသမ္ဗုဒ္ဓနာဝိပတိတိခိဝိတ္တဘူစာသောဘုရားရှင်တို့အားနမောရှိခိုးပါ၏တထာဂတသာဝိပဿယဆရှိသောရှေးဘုရားတို့ကဲ့သို့လာခြင်းကောင်းတော်မူသောမြတ်စွာဘုရားအားကာယဒုစရိတံကိုဖြင့်ပြုအပ်သောမကောင်းမှုကာယဒုစရိုက်သည်နတ္ထိမရှိတထာဂတသာရှေးဘုရားတို့ကဲ့သို့လာခြင်းကောင်းတော်မူသောမြတ်စွာဘုရားအားဝစီဒုစရိတံနှုတ်ဖြင့်ပြုအပ်သောမကောင်းမှုဝစီဒုစရိုက်သည်နတ္ထိမရှိတထာဂတသာမြတ်စွာဘုရားသခင်အားမနောဒုစရိတံစိတ်ဖြင့်ပြုအပ်သောမကောင်းမှုမနောဒုစရိုက်သည်နတ္ထိမရှိဘဂဝတောဘုံတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသာမြတ်စွာဘုရားအားအတ္တိတံသေယတရဖို့၌ပတိဟတံစီတဆိုပိတုလိန်သောဉာဏ်တော်သည်နတ္ထိမရှိဘဂဝတောဘုံတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသာမြတ်စွာဘုရားအားအနာဂတံသေအနာဂဖို့၌ပတိဟတံစီတဆိုပိတွန့်လေသောဉာဏ်တော်သည်နတ္ထိမရှိဘဂဝတောဘုံတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသာမြတ်စွာဘုရားအားဣသုပ္ပန္နံသေပြစ္ဆုတ်ပါဖို့၌ပတိဟတံစီတဆိုပိတွန့်လေသောဉာဏ်တော်သည်နတ္ထိမရှိဘုရားသာမြတ်စွာဘုရားအတ္တပါအလုံးစုံသောကာယကမ္မံကိုဖြင့်ပြုအပ်သောအမှုသည်ဉာဏပုပ္ပင်ကမ္မံဉာဏ်တော်ရှိသောမရှိခြင်းသည်ဉာဏံဉာဏ်တော်သို့နာနုပရိဝတ္တအစင်မလိုက်ခြင်းသည်နတ္ထိမရှိဘုရားသာမြတ်စွာဘုရားအားတဗ္ဗံအလုံးစုံသောဝစီကမ္မနှုတ်ဖြင့်ပြုအပ်သောအမှုသည်ဉာဏပုပ္ပင်ကမ္မဉာဏ်တော်ရှိသောမရှိခြင်းသည်ဉာဏံဉာဏ်တော်သို့နာနုပရိဝတ္တအစင်မလိုက်ခြင်းသည်နတ္ထိမရှိဘုရားသာမြတ်စွာဘုရားအားတဗ္ဗံအလုံးစုံသောမနောကမ္မစိတ်ဖြင့်ပြုအပ်သောမှုသည်ဉာဏပုပ္ပင်ကမ္မဉာဏ်တော်ရှိသောမရှိခြင်းသည်ဉာဏံဉာဏ်တော်သို့နာနုပရိဝတ္တအစင်မလိုက်ခြင်းသည်နတ္ထိမရှိဣမန္ဒါရဏဤအဆောင်သည်အမိဓမ္မနိုင်ရှင်အားအသမံတုဘလိမရှိသဗ္ဗတတ္တနံတတ္တဝခသိန်တို့ဤဒါနံမိခိုပုံအောင်ရာလိဖြစ်၏လေနံလီလျောင်းနာဖြစ်၏အာနန္ဒจิตသာအာနန္ဒတန္တရဘယဗိဒါနံတံတယဘေကိုကြောက်ကုန်သောသူတို့ဤအကံအထုအမြတ်ဖြစ်သောမဟာတေဇံကြည်သောတကုတေဇောရှိသောဣမန္ဒါရဏပရိဒံဤဒါရဏပရိတ်တော်ကိုဒါရိဟိဆောင်ထားလော့ဝါစေဟိသင်ပေးပို့ချလော့ပရိပု္ပ္ပာဟိစီစဉ်မင်းမြတ်လော့တတ္တထုဒါရဏပရိတ်ကိုဆောင်ထားချပေးစစ်ဆေးတော်သူဤကာယေကို၌ဝိတံစိတ်သည်နာကမေယမကြရောက်ရာဥရကေယေ၌နလည်းကေယမညိတွယ်မနှင့်မွန်ရာအဂိမီသည်နာတဟေယမလောင်ရာနာနာဘယဝီကောအထူးထူးအပြားပြားများစွာသောဘေးရန်တို့မထိမရောက်နိုင်ရာနဧကဟရကောတစုံတယောက်သောသူများတရက်မကောင်းကြံစီခြင်းငါလီမတတ်နိုင်ရာ
နာဒွိဟာရကောနှစ်ရက်မကောင်းကြံစီခြင်းငါလီမတတ်နိုင်ရနာတိဟာရကောသုံးရက်မကောင်းကြံခြင်းငါလီမတတ်နိုင်ရနာစတုဟာရကောလေးရက်မကောင်းကြံခြင်းငါလီမတတ်နိုင်ရနာဥမ္မတကံယူသို့ပြည့်လွင်သောအနာလီမဖြစ်နိုင်ရနာမူလကံတွေးဝေမိုင်မဲသောအနာလီမဖြစ်နိုင်ရမနုဿေဟိလူတို့သည်၎င်းအမနုဿေဟိဘလူတို့သည်၎င်းနာဟိနကာမညင်းစေမဖြစ်စီမနှိမ့်ဆက်နိုင်ရတံဒါရဏပရိတံထိုဒါရဏပရိတ်တော်သည်ယထကတမံအဘနိဟုမူကားဇာလောကဘာတသိမ့်လောင်သောအခါထွက်သောနေ90ဤအရှိန်အစောနှင့်တူသောတကိုးရှိန်သောအနုဘောရိဟုသောဂုဏ်ရှိထားသောမဟာဇာလောနတ်တရားနဂကလုံးဂုံမံဘလူရခိုင်အစရှိသည်တို့ကိုတားမြစ်နိုင်သောတန်ကွန်ရက်နှင့်တူသောဘုံတကိုရှိန်သောအနုဘောရိဟုသောဂုဏ်ရှိထားသောဒါရဏပရိတ်တော်သည်ဇာလေတေရေမိမင်ခိုသူမချစ်မနစ်သက်လိုသောသူဟုဆိုအပ်သောရန်သူအန္တရာယ်အပေါင်းကိုလီဖယ်ရှားတမ်းမြစ်နိုင်ရ၏မဟာဇာလိတ်တေယောဂန္တရကတထန္တရကဒုဗ္ဗေကန္တရကဟုဆိုအပ်သောကသုံးပါးတို့မထိမရောက်နိုင်ရပုဂ္ဂေအမိဝမ်းတွင်၌ပဋိသန္ဓေနေတော်လီအချင်းဆွန်ခြင်းနာပင်ခြင်းယူသွချင်းပြန့်လွင့်ခြင်းအနာမျိုးတို့မှလွတ်စေနိုင်ရ၏မဟာပုဂ္ဂေသစ်ပင်တောင်ကန်း၆တို့မှကြာညာတော်လိမသေးနိုင်ရတံပါတေမရသေးသောစီးစိမ်ချမ်းသာယရဏဥစ္စာပေါင်းတို့ကိုလီရစေနိုင်ရ၏မဟာသမ္ပါတေရပြီးသောစီးစိမ်ချမ်းသာယရဏဥစ္စာပေါင်းတို့သည်ကြီးကျယ်ပြန်ပွားများနိုင်ရ၏ဘုတင်္ဂမိဟုတ်မှန်သောအဖြစ်ဓမ္မင်္ဂလံအမိုက်ပြောက်၍အလင်းရောက်ရ၏အာနန္ဒခြေသာအာနန္ဒခောပနာစင်စစ်အကဲမလွဲသဖြင့်ဣမံဒါရဏပရိဒံဤဒါရဏပရိတော်ကိုတတ္တတတ္တတိသမ္မာသမ္ဗုဒ္ဓကောတိဟိ89ကရေကုံသောဘုရားရှင်တို့သည်ဘာတိတံဟောတော်မူအပ်ပြီးဝတ္တေကောင်းသောအကျိုးနေရှင်ရ၏အဝတ္တေမကောင်းသောအကျိုးနေမရှင်ရကန္တဝေကောင်းသောတရားအရသာအနတ်မျိုးကိုဆောင်ရ၏ကန္တဝေမကောင်းသောတရားအရသာအနတ်မျိုးကိုမဆောင်ရနောမေကောင်းသောနှလုံးကိုဆောင်ရ၏အနောမေမကောင်းသောနှလုံးကိုမဆောင်ရဒေဝေသူတော်ကောင်းတို့နှင့်ပေါင်းဖော်ရှင်တွဲမိဝဲရ၏ဒေဝေသူတော်မဟုတ်သူယုတ်တို့နှင့်ပေါင်းဖော်ရှင်တွဲမမိဝဲရကာယေကောင်းသောကိုယ်ကိုဖြစ်စေရ၏ကာယေမကောင်းသောကိုယ်ကိုမဖြစ်စေရဒါရဏေကောင်းသောအမှုကုသိုလ်ကိုပြုဆောင်ရ၏ဒါရဏေမကောင်းသောအမှုအကုသိုလ်ကိုမပြုဆောင်ရအိလိကောင်းသောအိမ်မက်ကိုမြင်မဲ့ရ၏မိလိမကောင်းသောအိမ်မက်ကိုမမြင်မဲ့ရတိလိကောင်းသောတိတ်နမိတ်ကိုမြင်ရ၏မိလိမကောင်းသောတိတ်နမိတ်ကိုမမြင်ရယောဒုခေသေးပြီးသောသစ်ပင်တို့ကိုရှင်စေရ၏မဟာယောဒုခေရှင်ပြီးသောသစ်ပင်တို့ကိုလီအကိုင်အခက်အရွက်အလက်နှင့်ပြည်စုံစေရ၏ကုတင်္ဂမိဟုတ်မှန်သောအဖြစ်ဓမ္မင်္ဂလံအမိုက်ပြောက်၍အလင်းရောက်ရ၏အာနန္ဒခြေသာအာနန္ဒခောပနာစင်စစ်အကဲမလွဲသဖြင့်ဣမံဒါရဏပရိတံဤဒါရဏပရိတော်ကို
နဝနဝတ္တိယသမ္မာသမ္ဗုဒ္ဓကောတိ69ကရေကုံသောဘုရားရှင်တို့သည်ဘာတိတန်ဟောတော်မူအပ်သည်ဒေထီလာမကောင်းသဖြင့်ကြံသောသူတို့၏အကြံစီကိုလည်းသိမြင်နိုင်ရ၏တန်ဒီလာဓာလံလေးလက်နှင့်လေးမြမိပေါင်းအမျက်ဝဆရှိသောဘေးတို့ကိုလည်းမထင်မရောက်နိုင်ရမန္တိလာမန္တရာဂါထာအင်းအိုင်တို့သည်လိထမျက်နိုင်ရ၏ရောဂီလာရောဂအန္တရာယ်မျိုးတို့ကိုလည်းပယ်ဖြောက်နိုင်ရ၏ခရလာခံရခဲ့သောရုပ်ပြည့်ဆင်းပြည့်ယောဂါတို့မဆွဲကနိုင်ဒုဗီလာကျွနှင်းတုတ်ထားခြင်းလက်ထိတ်ခတ်ထားခြင်းထောင်သွင်းအကျဉ်းချထားခြင်းပြုညာသောလီလွတ်နိုင်ရ၏ဣတိဤသို့ဗုဒ္ဓဗုဒ္ဓ၏ဖယားစုသူတို့သည်ဗာတိတံဤမြလောက်အကျိုးရှိ၏ဟုဟောတော်မူခဲ့၏ဧတေနသစ္စာဝိဇေနဒါရဏပရိတ်တော်တကူသည်ဤမြလောက်အကျိုးရှိနိုင်သည်ဆိုသောစကားသည်မှန်ကန်သောကြောင့်တဗ္ဗရာခခသိမ့်မေကျွန်းတို့အားသုတိချမ်းသာခြင်းသည်ဟောတုဖြစ်ပါစေတည်းတဗ္ဗရာခခသိမ့်တုံမကံတင်တရားနာပိသပေါင်းသူတော်ကောင်းတို့အားသုတိလူလီကျမ်းမစိတ်လီချမ်းသာဘေးပရာပါပစ္စည်းဥစ္စာကျွဲဝသည်ဟောတုဖြစ်ပါစေတည်း